အရင်ဆုံး bro ရဲ့ဖုန်းထဲမှာကျွန်တော်အခုဝိုင်းပြထားတဲ့ application နှစ်ခုပေါ့နော် 90fps နဲ့ Shizuki ဆိုတဲ့ L နှစ်ခုကျွန်တော် install တင်ထားမယ်နော်နောက်တစ်ခုက brother တော့အခုဒီဥစ္စာလုံးမယ်ဆိုရင် brother wifi internet ရတဲ့ wifi တစ်ခုချိန်ထားမှရမယ်နော်ပြီးရင်တော့ကျွန်တော်အခုအရင်ဆုံး Shizuki app ထဲကိုအရင်ဆုံးဝင်လိုက်မယ်ပေါ့နော်အခုကျွန်တော်စာပြထားတဲ့အတိုင်း pairing ဆိုတာလေးကိုတစ်ချက်ထည့်နေမယ်နော်ထည့်နေပြီးမယ်ဆိုရင်တော့ကျွန်တော်အမှ diploma option ဆိုတာရှိရပြအဲ့ဒီဥစ္စာလေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ diploma option ဖွင့်ပြစားမလို့ auto ဝင်ပါပါเนาะတကယ်လို့ brother တို့အနေနဲ့မဖွင့်ရသေးဘူးဆိုရင်ကျွန်တော် setting ထဲကနေပြီးတော့ mind pad ထဲကိုတစ်ချက်သွားပြီးတော့ OS version ရှိတယ်အဲဒီ OS version ကို brother ခုနှစ်ချက်ပေါ့เนาะခုနှစ်ချက်နှိပ်လိုက်မယ်ဆိုရင် brother diploma option ပွင့်သွားလိမ့်မယ်ပေါ့เนาะအခုက bro အခုကျွန်တော်ပုံမပြထားတဲ့ notification ချိန်လေးမှာကျွန်တော် Android ဆိုပြီးတစ်ချက်ပြောင်းထားပေးရပါမယ်เนาะပြီးတော့ diploma option တော့ဝင်ပြီးတော့ brother ကျွန်တော်အခုစာတန်းထိုးပေးထားတဲ့ဥစ္စာလေးကိုနှိပ် on ပေးထားရမယ်เนาะ on ပေးထားပြီးတော့ brother တို့ဒီ wireless debugging ဆိုတဲ့အရာလေးကိုနှိပ်ပေးရမယ်ပြီးတော့ on ပေးရမယ်เนาะon ထားပြီးကျွန်တော်အခုများပြထားတဲ့အောက်ဆုံးအကြောင်းတို့တစ်ချက်နှိပ်လိုက်မယ်ဆိုရင် brother မှာကုတ်6လုံးပေါ်လိမ့်မယ်နော်ဒီကုတ်6လုံးအပေါ်ကကျွန်တော်တို့ဒီဘားလေးဆွဲချလိုက်ရင်ဒီမှာ Shizuki ရဲ့ဟိုကုတ်ထည့်လို့ရတဲ့ဟာလေးရှိမယ်အဲထဲမှာကျွန်တော်ဒီကုတ်6လုံးထည့်ပေးရမယ်ပေါ့နော်ကောက်ထည့်ပြီးရင် bro ဒီဟို pairing successful ဆိုပြီးတော့အပေါ်မှာပေါ်နေလိမ့်မယ်နော် bro ပြီးရင် Shizuki အထက်ကိုတစ်ချက်ပြန်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ Shizuki is running ဆိုပြီးပေါ်နေလိမ့်မယ်ဗျအဲ့ဒီမှာကျွန်တော်အခုဝိုင်းပေးထားတဲ့ authorized application နောက်တစ်ချက်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်အခုလာ install တင်ထား 90fps ကိုတစ်ချက် on ထားပေးရမယ်နော် bro on ထားပြီးကျွန်တော်ဒီ start ဆိုတဲ့ cloud လေးတစ်ချက်နှိပ်လိုက်ဗျအခုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အခုဒီထဲကနေထွက်ပြီးတော့ကျွန်တော် 90fps ကိုတစ်ချက်ဝင်လိုက်မယ်ဗျ90အထောက်ဝင်လိုက်ပြီဆိုရင်ကျွန်တော်အခုလိုမျိုးနှစ်ခုပေါ်နေလိမ့်မယ်နော် 1.0 နဲ့ unlock iPad view ဆိုပြီးနှစ်ခုပေါ်နေလိမ့်မယ်ဗျအဲ့ဒီကနေမှ1.0 fps ဖွင့်ချင်တယ်ဆိုတော့1.0ကို on ပေးပြီးတော့ iPad view ရချင်တယ်ဆိုရင် iPad view ကို on ပေးရင်ရပြီဗျအခုကတော့ကျွန်တော်က1.0ပဲရအောင်လုပ်ပြမှာဆိုတော့1.0ပဲကျွန်တော်ရွေးချယ်လိုက်တယ်ဗျနော်အားနည်းချက်ကကျွန်တော်ဒီသူကကြော်ညာလေးတော့ဝင်နေဗျအဲ့ကြော်ညာလေးနှစ်ခုကိုကျွန်တော်ပြအောင်ကြည့်ပြရရနော်အခုဆိုရင်ကျွန်တော်တို့ဒီ file ထည့်ယူပါပေါ့နော်အဲ့မှာကျွန်တော်ဒီ lamp gain ဆိုတာလေးတစ်ချက်ဆွဲချလိုက်မယ်ဆိုတော့ကျွန်တော် PUBG mobile နဲ့ကို auto ဝင်သွားလိမ့်မယ်ဗျကျွန်တော်ဂိမ်းထဲရောက်ပြီဆိုအခု setting တော့တစ်ချက်ဝင်ကြည့်လိုက်မယ်ဗျဝင်ကြည့်ပြီးတော့ကျွန်တော် graphic ထဲမှာအခု bro တို့မြင်တဲ့အတိုင်းပဲเนาะ 1.0 fps တော့ရနေပြီเนาะအခုလောက်ဆိုရင်တော့ bro အနေနဲ့လောက်တက်လောက်ပြီလို့ထင်ပါတယ်เนาะတကယ်လို့ bro အဆင်ပြေရှိခင်လည်းကျွန်တော် comment မှာတစ်ချက်မှန်ခဲ့ပေးလို့ရတယ်ဗျသိချင်တာလေးရှင်းလဲကျွန်တော်မိထားပေးလို့ရတယ်เนาะအခုလိုကြည့်ရှုပေးလို့အကုန်လုံးကျေးဇူးတင်ပါတယ်ဗျ